2015 ခုနှစ်အတွက်အကောင်းဆုံးကသမားစုရရှိနိုင်ခြေရှိတဲ့9ယောက်နံပါတ်5 Thibaut Courtois Real Madrid ရဲ့ဒီဟာဒီဟာမတိမငြိမ်ဖြစ်နေခဲ့ပေမဲ့ဘယ်ကျန်ကသမား Courtois ဟာအထူးသဖြင့်လာလီဂါမှာထူးခြားတဲ့စွမ်းဆောင်ရည်တွေပြသခဲ့ပါတယ်သူရဲ့စွမ်းဆောင်ရည်မကောင်းတဲ့ပွဲတွေမှာဆိုရင်လည်း Real Madrid ရဲ့နောက်တန်းကစားဖို့မတိမငြိမ်ဖြစ်လို့ပဲဖြစ်ပါတယ်နံပါတ်4 Wojciech Szczesny ဘာစီလိုနာမှာကောင်းမွန်တဲ့လက်စွမ်းပြနေတဲ့ပိုလန်ကိုသမား Szczesny ဟာသူ့ရဲ့တတမတ်ထဲကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေရှိပေမဲ့တမိုးထားမခံရပါဘူးဘာစီလိုနာလာလီဂါကိုအနိုင်ရရှိခဲ့တာဟာသူ့ရဲ့အခန်းကဏ္ဍကလည်းအများကြီးပါဝင်လို့ပါသူကဒီဟာဒီမှာဖလားတစ်ခုရရှိထားပြီးမဲပေးသူတွေအာယုံဆိုင်မှုကိုနောက်ဆုံးမှရရှိနိုင်ပါတယ်နံပါတ်3 Alisson Becker ကမ္ဘာအကောင်းဆုံးကသမားတွေကတူအပြင်တတ်မှတ်ခံထားတဲ့ Alisson ဟာရာရှင်းစုကိုအန်အောလောက်ဆရာကောင်းလောက်တခါမှမရရှိဘူးပါဘူးပရီးမီးယားလိဂ်ကိုရရှိထားပြီးဖြစ်လို့ကလပ်ဝေါကပ်မှာကောင်းမွန်တဲ့လက်စွမ်းပြသနိုင်ခဲ့မယ်ဆိုရင်သူထိုက်တန်တဲ့အသိမှတ်ပြုမှုကိုနောက်ဆုံးမှရရှိနိုင်ပါတယ်နံပါတ်2 Gianluca Donnarumma PSG ဒေါနာရူမာဟာဒီဟာဒီမှာအကြောင်းပွဲဖွဲ့ကသမားတူဖြစ်လာခဲ့ပါပြီအထူးသဖြင့်ချန်ပီယံလိဂ်မှာထူးခြားတဲ့လက်စွမ်းတွေကိုပြသခဲ့ပါတယ်သူကဒီဆုအတွက်ထိပ်တန်းပြိုင်ဆိုင်ရမယ့်အဆင့်မှာရှိနေပါတယ်ထုံးစံတိုင်းနံပါတ်1ကဘယ်သူလဲဆိုတာခံမှန်းကြည့်ပါသူကဘာစီလိုနာကိုအဆုံးဖြတ်ပေးခဲ့တဲ့အကောင်းဆုံးကာကွယ်မှုတွေလောက်ကပြိုင်ပွဲကနေထုတ်ပယ်နိုင်ခဲ့သူပါလာပိုင်းတော်မယ်အတွက်အမေရိကန်အိမ်မက်ဆိုးတစ်ခုပါရာမယ်ရဲ့ဘွားတစ်ခြားအလှပဆုံးဂိုးဖြစ်နိုင်တဲ့ဂိုးကိုတော့သူကာကွယ်နိုင်ခဲ့တာပါသူကနံပါတ်1ဂျာစီကိုဝင်းဆင်ပြီးဒီနေ့ရဲ့အကောင်းဆုံးကသမားဆုအတွက်ထိပ်ဆုံးကပြင်းနေသူပါသူလဲဆိုတာသိရင်ကွန်မန့်မှာမှန်သွားပေးကြပါဦး